အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်းကား channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ2026ခုနှစ်ဩဂုတ်လ3ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသသတင်းများမြင့်ရင်မြင့်တက်လာပြီးရေကြီးခြင်းသတိပေးချက်များကိုတင်ဆက်ပေးကြပါရစေခင်ဗျာပထမဆုံးအနေနဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ2026ခုနှစ်ဩဂုတ်လ2ရက်နေ့ညနေ4နာရီချိန်ထုတ်ပြန်ချက်လွန်ခဲ့တဲ့24နာရီအတွင်းကမန္တလေးတိုင်းဒေသကြီးမှာနေရာကွက်ကြားနေပြီးတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထချုံရွာခဲ့ပြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာကွက်ရမိုးကြီးခဲ့ပါတယ်။မသားဝယ်ရမိုးရေချိန်များကတော့မိုးကုတ်မြို့မှာ3.66လက်မတာချီလိတ်မြို့မှာ3.42လက်မပိုကလေးမြို့မှာ3.43လက်မပေါင်မြို့မှာ3.31လက်မကြောက်ဖြူမြို့မှာ2.95လက်မတဝယ်မြို့မှာ2.83လက်မလက်မော်တာမြို့မှာ2.96လက်မကိုကိုကျွန်းမြို့မှာ2.48လက်မမဲအောင်မြို့မှာ2.25လက်မနဲ့ကြက်ခမီမြို့မှာ2.16လက်မတို့ဖြစ်ပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်ချင်းကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားအသင့်တင်ရှိနေပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တစ်မှတိမ်ထူထပ်နေပါတယ်။မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျဲတနင်္သာရီတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရမိုးကြီးနိုင်ပါတယ်။ရွာရင်ရာနှုန်းပြဖြစ်ပါတယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြမပင်လယ်ပြင်မှာတော့မြမကမ်းဝန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းတစ်တစ်မှလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကျစေရေပြင်းမြေပြင်လေဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြမကမ်းဝန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးဆက်လက်ပူနေအောင်မှာဖြစ်ပါတယ်နေပြည်တော်နဲ့နီးတွဲအတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်ရွာရန်ရာနှုန်းပြဖြစ်ပါတယ်ရန်ကုန်မြို့နဲ့နီးတွဲအတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်ရွာရန်ရာနှုန်းပြဖြစ်ပါတယ်မန္တလေးမြို့နဲ့နီးတွဲအတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်ရွာရန်ရာနှုန်းပြဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးမနေ့ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများရဲ့အမြင့်ဆုံးပူချိန်နှိမ်ဆုံးပူချိန်နဲ့မိုးလေဝသခန့်မှန်းချက်တို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ရန်ကုန်မြို့မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ဟောမလင်းမြို့မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ပသိမ်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်တဝယ်မြို့မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်မြင်းကြီးနားမြို့မှာမိုးတစ်ချိန်ထချုံရွာပါမယ်လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ဖန်မြို့မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်ဟာခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်မော်လမြိုင်မြို့မှာမိုးတစ်ချိန်ထချုံရွာပါမယ်စစ်တုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်လာချိုမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ခင်ဗျာဆက်လက်ပြီးမြန်မာပြည်တော်မှာရှိတဲ့မြစ်ကြီးများနဲ့အခြားမြစ်များရဲ့အခြေအနေများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ၂ရက်၈လ2026ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်အရမြစ်အခြေအနေများကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာမြစ်ကြီးနားမြစ်ဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထပ်ကျသွားပါတယ်မြစ်ကြီးနားမြစ်ဟာစိုးရိမ်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်956စင်တီမီတာ18ပေကျော်ကအလိုကိုရောက်ရှိနေပါတယ်။ဇူလိုင်လအတွင်းအထမလိုင်းအထမချိန်ဖြစ်ပါတယ်။29ရက်9လ2026ရက်နေ့နေ့လယ်ပိုင်းမှ29ရက်9လ2026ရက်နေ့ညနေပိုင်းတင်ပြချိန်အထိနှစ်ပေခန့်ပြန်လည်မြင့်တက်ခဲ့ပြီး30ရက်9လ2026ရက်နေ့နံနက်ပိုင်းတင်ပြချိန်အထိပေဝက်ခန့်ပြန်လည်ကျဆင်းခဲ့ပါတယ်။ယခုနောက်ဆုံးတစ်ချိန်ဇူလိုင်လအတွင်းနဝမလိုင်းနဝမအချိန်ဖြစ်ပါတယ်။30ရက်9လ2026ရက်နေ့ညနေပိုင်းမှယနေ့2ရက်8လ2026ရက်နေ့နံနက်ပိုင်းတင်ပြချိန်အထိနှစ်ပေကျော်ကပြန်လည်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။မြစ်ကြီးနားမြစ်ရလက်တလုံးမှာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ဇူလိုင်လအတွင်းမြစ်ကြီးနားမြစ်အတက်ကြ9ချိန်ရှိပြီလို့မှတ်ယူရပါဖြစ်ပါတယ်။မြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ AR မြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာယခုလက်ရှိအခြေအနေမှာမိုးအသင့်တင့်ရှိနေပါတယ်။လက်တလုံးအခြေအနေအရယခုရက်ပိုင်းတွင်မြစ်ကြီးနားမြို့အပါအဝင်ကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ AR မြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးအသင့်တင့်ရှိနေပါတယ်။မြစ်ရေသုံးသက်ချက်များကိုလိုအပ်ရင်လိုအပ်သလိုသီးခြားစီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ AR မျိုးတစ်ချောင်းရှိမျိုးများအားလုံးမှာတော့လက်တလုံးမှာမြစ်ရေဟာမြို့အစင်လိုက်ပြန်တက်လာမှာဖြစ်ပြီးမြို့အစင်လိုက်ပြန်လဲကျဆင်းသွားမှာဖြစ်ပါတယ်။
ချင်းတွင်းမြေရိုးတခြားရှိမျိုးများအားလုံးမှာတော့လက်တလုံးမျိုးအစင်လိုက်မြေရီများဟာတက်လိုက်ကြလိုက်အဖြစ်ရှိနေအောင်မှာဖြစ်ပါတယ်။အေယာဝတီမြေရိုးတခြားနဲ့ချင်းတွင်းမြေရိုးတခြားမြေကမ်းနီမြေနိဒေသများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအေယာဝတီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်မြို့အစင်လိုက်မြေရီအခြေအနေများကိုတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ချင်းတွင်းမြေရီအခြေအနေခန်းနီမြေရီဟာမနေ့ကညနေကနေ12နာရီတွင်ပေဝက်ခန့်ထပ်တက်သွားပါတယ်။ဟုံးမလင်းမြေရီဟာမနေ့ကညနေကနေ12နာရီတွင်2လက်မခန့်ထပ်တက်လာပါတယ်။မုံရွာမြို့မြေရီဟာမနေ့ကညနေကနေ12နာရီတွင်ပေဝက်ခန့်ထပ်ကျသွားပါတယ်။ခန်းနီမြေရီဟာလက်တလုံးမှာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ဟုံးမလင်းမြေရီဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ဖောင်းမြေမြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပြီးမနေ့ပြန်မနေ့ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မော်လိုက်မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ကလေးဝမြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။မင်းကမြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ကန်နီမြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါအောင်မယ်။မုံရွာမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။အေယာဝတီမြေရီအခြေအနေကတော့ဗမော်မြေရီဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ရွှေကူမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ကတာမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ထီးချိုင်မြို့မြေရီဟာဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။တပိတ်ချင်းမြေရီဟာတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မန္တလေးမြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။စကိုင်းမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ပခုတ်ကူမြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ရောင်ဦးမြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါအောင်မယ်။6မြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါအောင်မယ်။မင်းမှုမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါအောင်မယ်။မကွေးမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါအောင်မယ်။အောင်လမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါအောင်မယ်။ပြည်မြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။စိတ်တာမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဟင်္သာတမြို့မြေရီဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဇလုံးမြို့မြေရီဟာစိုးရိမ်ရေမှတ်1160စင်တီမီတာအောက်25စင်တီမီတာခန့်အလိုကိုရောက်ရှိနေပါတယ်။စိုးရိမ်ရေမှတ်ကိုနီးနီးကပ်ကပ်ရောက်ရှိနေပါတယ်။တက်ရေကတော့ကုန်းတလောက်ရှိနေပါပြီ။အတက်ကြမရှိရပ်တက်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကျဆင်းလာနိုင်ပါတယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။အေယာဝတီမြေရီမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးလျက်ရှိပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်ချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမတောင်းမြို့စစ်တောင်းမြေကြီးမှုအခြေအနေသတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ထုတ်ပြန်ချိန်2026ခုနှစ်ဩဂုတ်လ2ရက်နေ့နနက်8နာရီချိန်ထုတ်ပြန်ချက်ယနေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်များအရစစ်တောင်းမြေဟာမတောင်းမြို့မှာရင်းမြို့ရဲ့စိုးရိမ်ရေမှတ်ထက်တပေခန့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အဆိုပါမြေဟာနောက်တရက်အတွင်း3လမှခန့်ထပ်မံမြင့်တက်လာနိုင်ပြီးမတောင်းမြို့ရဲ့စိုးရိမ်ရေမှတ်အထက်မှာဆက်လက်တည်ရှိနေနိုင်တဲ့အခြေအနေဖြစ်ပါတယ်။အရေးပေါ်သတိပေးနှိုးဆော်ချက်အနေနဲ့ကတော့မတောင်းမြို့နယ်အတွင်းမှာရှိတဲ့မြေကမ်းနီးနဲ့မြေနိမ့်ဒေသများမှာနေထိုင်ကြတဲ့မိဘပြည်သူများအနေဖြင့်ရေဘေးလွတ်ရာနေရာများသို့ကြိုတင်ရှောင်ရှားနိုင်ကြပါရန်အထူးသတိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျာ။မိဘပြည်သူများအားလုံးပဲရေဘေးအန္တရာယ်မှပေးကင်းလုံခြုံကြပါစေခင်ဗျာ။ဆက်လက်ပြီးဒေတာရဲမိုးလေဝသနဲ့ AR တိုင်းလေးမျက်နှာမြို့နယ်ရေကြီးမှုအခြေအနေသုံးသပ်ချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဒေတာရဲဖြစ်ပေါ်နေတဲ့မိုးလေဝသစနစ်များတိုက်ဖုန်းမုန်တိုင်းဒိုဖင်ပစိဖိတ်အနောက်မြောက်ပင်လယ်ပြင်မှာတိုင်ဖုန်းမုန်တိုင်းဒိုဖင်ဟာအကောင်းဆုံးမုန်တိုင်းကြီးဖြစ်ဆက်လက်တည်ရှိနေပါတယ်။မုန်တိုင်းဟာဂျပန်နိုင်ငံတောင်ပိုင်းအိုကီနာဝါကျွန်းများဘက်သို့ဦးတည်ရွေ့ရှားနေပြီးဗိုလ်ချက်လေတိုင်နှုန်းဟာတနအီကိုမိုင်140အထက်ထိပြင်းထန်လျက်ရှိပါတယ်။မြန်မာနိုင်ငံနဲ့အလွန်ဝေးကွာတဲ့ပစိဖိတ်သမုဒ္ဒရာအတွင်း၌သာရွေ့ရှားနေတဲ့အတွက်မြန်မာနိုင်ငံသို့တိုက်ရိုက်သက်ရောက်မှုလုံးဝမရှိနိုင်ပါ။တောင်တရုတ်ပင်လယ်မှာအပူပိုင်းလေဖိအားနည်းရပ်ဝန်းဖိလစ်ပိုင်နိုင်ငံအနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်မှာအပူပိုင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီးအနောက်မြောက်ဘက်သို့ဖြင်းညင်းစွာရွေ့ရှားနေပါတယ်။မုတ်တုံလေအခြေအနေဘင်္ဂလားပင်လယ်အော်ကပ်ပလီပင်လယ်ပြင်နဲ့မြန်မာနိုင်ငံအထက်ပိုင်းအလယ်ပိုင်းတို့မှာအနောက်တောင်မုတ်တုံလေဟာအားကောင်းနေဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံပေါ်သွယ်ဝိုင်းတက်ရောက်နိုင်တဲ့အခြေအနေတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းလေဖိအားနည်းရပ်ဝန်းတွေကြောင့်မုတ်တုံလေစီးကြောင်းပုံမအားကောင်းလာမှာဖြစ်ပါတယ်။ဒါကြောင့်ဘင်္ဂလားပင်လယ်အော်မှဆိုးသောလေစီးကြောင်းများဟာရခိုင်မွန်တနင်္သာရီကမ်းရိုးတန်းဒေသများနဲ့ AR တိုင်းတို့စီကိုစိတ်ဝင်မှုအချိန်မပြတ်ရှိနေမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းမှာလည်းနေရာခွဲ၍မိုးကြီးခြင်းနဲ့မိုးထိချုံရွာခြင်းများဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။ AR တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်ရေကြီးမှုအပေါ်သုံးသပ်ခံမှန်းချက် AR တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သည်ငဝယ်မြေကျောင်းတစ်လျှောက်မှာတည်ရှိပြီးရေကာတာကျိုးပေါက်မှုနဲ့အထက်ပိုင်းမှာစီးဆင်းလာတဲ့ရေစီးကြောင်းများကြောင့်ရေကြီးရေရှမ်းမှုများဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။မိုးရွာသွန်းနိုင်မှုမုတ်တုံလေအားကောင်းနေတဲ့အတွက်မြဝကျွန်းပေါ်ဒေသနဲ့ AR တိုင်းတွင်မိုးဆက်လက်ရွာသွန်းနိုင်ခြင်းရှိပါတယ်။ရေပြန်ကျနိုင်မှုအခြေအနေလာမယ့်24နာရီမှ48နာရီအတွင်းမိုးနှဲငယ်ပါသွားနိုင်တော့လဲမြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းမှာစီးလာမဲ့မြစ်ရေတူဟာ AR မြစ်နဲ့ငဝယ်မြစ်အတွင်းသို့ဆက်လက်စီးဝင်နေအောင်မှာဖြစ်ပါတယ်။အထူးသတိပြုရန်တာကျိုးပေါက်တဲ့အကျယ်ဝန်းကြီးမားလာမှုနဲ့မြေပြင်ရေဝန်းမှုများကြောင့်လေးမျက်နှာမြို့နယ်အတွင်းရေကြီးနေတဲ့ဖြစ်စဉ်များဟာချက်ချင်းရေပြန်ကျရန်ခက်ခဲပြီးရေကျဆင်းမှုနှိမ့်ကွေးတဲ့အခြေအနေတွင်သာရှိနေအောင်မှာဖြစ်ပါတယ်။အသိပေးနှိုးဆော်ချက်
လေးမျက်နှာမြို့နယ်နဲ့ငဝင်းမြကန်းတစ်လျှောက်မှာရှိတဲ့ပြည်သူများအနေဖြင့်အထက်ပိုင်းမှာမြေရီစစ်စစ်မှုတိုးဝါလာနိုင်ရင်နဲ့မိုးထက်မှန်ရွာသွန်းနိုင်ခြင်းများကိုအထူးသတိပြု၍ရေဘေးလူကင်းရနေရာများတွင်တတိထားနေထိုင်ကြပါရန်နှိုးဆော်အပ်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးကြီးမဲ့သတိပေးချက်များကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2026ခုနှစ်ဩဂုတ်လ2ရက်နေ့မြန်မာစံတော်ချိန်4နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးဟာအားအသင့်တင်မှအားကောင်းနေခြင်းကြောင့်၎င်းမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့်၎င်းယနေ့နံနက်မှ9ရက်8လ2026ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း AR တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထီချုံရွာသွန်းပြီးအချို့ဒေသများမှာနေရာကွက်ရည်မိုးကြီးနိုင်ပါတယ်မြမကမ်းဝရတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့တခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသစ်တစ်မှလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်လေဟာတနအီကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြမကမ်းဝရတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်ခင်ဗျာတို့ဖြစ်ပါရဲ့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသစ်တစ်မှအားကောင်းနေခြင်းကြောင့်၎င်းမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့်၎င်းမိုးသိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုကြပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရေးမြမကမ်းရန်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ကန်နီကန်ဝေးငါးဖမ်းရေရင်များတမောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျာဆက်လက်ပြီးပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2026ခုနှစ်ဩဂုတ်လ2ရက်နေ့ညနေ4နာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသင့်တင်မှအားကောင်းနေပါတယ်။ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အနှဲငယ်မှတိမ်အသင့်တွေဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တွေမှတိမ်ထူထပ်နေပါတယ်။ရန်ကုန်မှာတင်နေနိုင်ကမ်းရန်တစ်ချောင်းပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးနယ်ချိန်မှာနောက်24နာရီတွင်ခန့်မှန်းချက်ကတော့နေရာနှံပြမိုးထချုံရွာပြီးနေရာကွက်ရည်မိုးကြီးနိုင်ပါတယ်။အမြင့်တာ3မိုင်ခန့်မိုးရွာစဉ်မိုင်ဝက်ခန့်ရှိပါမယ်။ရေပင်လေကတော့အနောက်သို့မဟုတ်အနောက်တောင်တနအီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းအသစ်တစ်မှလှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြင့်မှာ9ပေမှ9ပေခန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီတွင်ခန့်မှန်းချက်နေရာနှံပြမိုးထချုံရွာပါမယ်။အမြင့်တာ3မိုင်ခန့်မိုးရွာစေ1မိုင်ခန့်ရှိပါမယ်။ရေပင်လေကတော့တောင်သို့မဟုတ်အနောက်တောင်တနအီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းသစ်တစ်မှလှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြင့်မှာ9ပေမှ9ပေခန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ကျွန်တော်တို့ရွှေရင်းကား channel ကနေတင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရမိုးလေဝသသတင်းများပဲဖြစ်ပါတယ်မိဘပြည်သူများအားလုံးရုတ်တရက်ဖြစ်ပေါ်လာနိုင်တဲ့ရာသီဥတုဘေးအန္တရာယ်များမှကြိုတင်ကာကွယ်ရှောင်ရှားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာတဘာဝဘေးအန္တရာယ်ပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံစိတ်ချရတဲ့နေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအားလုံးပဲကိုယ်စိတ်နှပါချမ်းသာကြပါစေခင်ဗျာ